င်္ဂလာဆောင်မဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဒီစင်လိုက်ခုံးလိုက်ရွှေ့ပြီးကျွန်တော်တို့ကအော်ဒါလေးကိုလုပ်ပေးပါတယ်လက်ခံပါတယ်ဗျကဲမင်္ဂလာပါဗျကျွန်တော်တို့ဒါတော့ကျွန်တော်တို့ဆိုင်ဘုံကြီးကတ်ချင်လို့တဲ့အော်ဒါလေးမှာလို့ပါဗျကျွန်တော်တို့ဆိုင်ကိုအလူမင်္ဂလာဆောင်ပွဲတွေကစကျွန်တော်တို့ဆိုင်ကိုအော်ဒါလေးမှာလို့လည်းရပါတယ်ဆိုတော့ကျွန်တော်တို့သတင်းကောင်းလေးပါပါရစေဗျထူးထူးဆန်းဆန်းလေးအလူမင်္ဂလာဆောင်နေမှာထူးထူးဆန်းဆန်းလေးအဖြစ်ပါဝင်ဖြစ်စေချင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ coffee အော်ဒါလေးတွေလည်းကျွန်တော်တို့ဒီစင်လိုက်ရွှေ့ပြီးကျွန်တော် coffee မင်္ဂလာဆောင်မဖြစ်ဖြစ်ကျွန်တော်တို့လူပဲဖြစ်ဖြစ်ဒီစင်လိုက်ခုံးလိုက်ရွှေ့ပြီးကျွန်တော်တို့ကအော်ဒါလေးကိုလုပ်ပေးပါတယ်လက်ခံပါတယ်ဗျအလူတွေမင်္ဂလာဆောင်တွေကျွန်တော်တို့ဒီစင်လိုက်အလူမန်တက်ရှိမင်္ဂလာဆောင်ရဲ့ရှေ့ကိုကျွန်တော်တို့ဒီသက်ကန်ဟိုရွှေ့ပြီးတော့မှအော်ဒါလေးကိုလက်ခံပေးပါတယ်ဆိုတော့ကျွန်တော်တို့ပြောပြရသေးနော်